ရှေးလူကြီးတွေပြောစမှတ်ပြုခဲ့တဲ့တောချက်တယ်နီးအတက်ပညာဟာစိတ်ဝင်စားဖို့ကောင်းတယ်လို့အမှုပညာလည်းဆန်လာပါတယ်။တဲချက်ကောင်းတစ်ကောင်ထက်ဖို့ဘလို့လက္ခဏာတွေလိုအပ်တယ်လဲဆိုတာကိုရှေးမုတ်ဆိုးကြီးတွေကလင်္ကာလေးတွေနဲ့မှတ်တမ်းတင်ခဲ့ကြပါတယ်။လင်္ကာတစ်အမီးနဲ့အတန်ပထမဆုံးလင်္ကာကတော့အမီးမြေထောက်အတန်ပစိန်ပေါက်ပါ။ကြက်ရဲ့အမီးရှေးဟာမြေကြီးကိုထိနေရမယ်။တွန်တန်ကလည်းတစ်သားကိုပစိန်နဲ့ပေါက်လိုက်တယ်လို့ပြတ်သားပြီးဟိမ့်ထွက်နေရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။လင်္ကာနှစ်အမောက်နဲ့တွန်တန်ဒုတိယလက္ခဏာကတော့အမောက်ပဲလဲတွန်တန်ကွဲပါကြက်ရဲ့အမောက်ဟာဘဲဘက်ကိုရိုင်လဲနေပြီးတွန်လိုက်ရဲ့အတန်ကအနှဲငယ်ကွဲအပ်နေရမယ်ဒီလိုအတန်မျိုးကတောချက်ဖားတွေကိုဒေါသထွက်စေပြီးအမြန်ဆုံးလာရောက်စိန်ခေါ်အောင်ဆွဲဆောင်နေပါသည်လင်္ကာ3အထူးလက္ခဏာအရှားပါဆုံးနဲ့အကောင်းဆုံးလက္ခဏာကတော့ခြေနဲ့အသက်ဖြူတဲ့တိုင်းယူပါခြေတော့ကမဲနဲ့နေပြီးအသက်ကစင်စွာရောင်ဖြူဝင်းနေတဲ့ကြက်မျိုးပေါ့ဒီလိုကြက်မျိုးကိုရပြီဆိုရင်တော့တေချင်းရဲ့အရှင်သခင်ဖြစ်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်အပိတ်ဒါပေမဲ့သတိထားရမှာကမျက်လုံးဖြူလူကိုကြောက်တဲ့ကြက်မျိုးပါအဲ့ဒီလိုကြက်မျိုးဟာတော့တဲ့ရောက်ရင်ဖောက်ပြန်တက်ပြီးတဲလို့မအောင်မြင်ပါဘူးအခုပြောပြပြီးခဲ့တာတွေကတော့ရှေးလူကြီးတွေစင်ကဲပြောကြားခဲ့တဲ့တဲချက်တကောင်းလက္ခဏာတွေပဲဖြစ်ပါတယ်ဒါအပြင်ကျွန်တော်မပြောမိပဲကြံခဲ့လေဝါသနာတူညီကိုတွေတည်ထားတဲ့တခြားထူးခြားတဲ့လင်္ကာလေးတွေရှိရင်လည်း comment မှာရေးခဲ့ကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဆိုရင်တဲချက်ကောင်းတွေရဲ့လက္ခဏာကိုသိပြီဆိုတော့နောက်ထပ်အပိုင်းနှစ်မှာဒီချက်တွေကိုတုံးပြီးတဲချင်းဘလို့ရွေးရမလဲဆိုတာကိုဆက်လက်တင်ဆက်ပေးထားမှာမို့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ